လူသားချင်းမဆာနာတာကိုတို့ကျွန်တော်တို့ပဲလူသားချင်းဆာနာလို့အခုအေးကကိုတို့ရဲ့ဒီစကားစဖမ်းမိထားတဲ့တုံပန်းတွေမိသားစုတွေရောအယောက်1000ကျော်ပြန်လှုပ်ပေးလိုက်ဟာအတော်ပဲကွာဟောရှေ့တန်းပြန်ပို့ဟေးရောဟုတ်တော့ခိုင်းလိုက်ကြအကျင့်စိုးတွေကြားသွားဦးမယ်ကွာဟိုကောင်တွေပြန်မလာပဲနေဦးမယ်မင်းလုံတာကြားကုန်ပြီရှင်းတန်းပြန်ပို့ကြလားသူတို့ခေါ်ပြီးတော့ပြုစုမှာမွေးကားနဲ့ချက်ကျွေးမှာလေဟေးရောမဝင်းကလည်းပြုစုလို့ရတုံပန်းတွေကလည်းအခုလဲသွားပြီနော်ဒီကိုတို့ရဲ့စကားစရဲ့သဘောထားမှန်တိသွားတဲ့အတွက်အခုစစ်တပ်ကိုမပြန်ကြတော့ဘူးဘယ်ကိုသွားတာနော်ခြေဦးတရသွားကြပြီခြေဦးတရလိုက်လူသားရှာခဲ့ရှာနေတော့ဝေးဆုံးကိုလစ်ပြီအဝေးဆုံးသွားပြီပြောသွားပြီများသွားပြီနော်သွားပြီဟာတကယ်လေအလားလားယုံကြည်ခဲ့တာသူတို့အမားတဲ့စစ်တပ်ကိုကိုဆုံးမခြင်းနဲ့အခြေဒီအကုန်မြန်ဤလူတို့သည်အပြောင်းလဲမြန်ဤစိတ်တို့သည်အပြောင်းလဲမြန်ဤဘယ်ချိန်ဖြစ်ကွာတဲ့မင်းပြနာမှာလူတယောက်အမြဲမရှိနိုင်မှာမဟုတ်ဘူးတဲ့ဘယ်နေရာဖြစ်မင်းရှိမှာလဲလူတယောက်အမြဲရှိနိုင်မှာမဟုတ်ဘူးတဲ့ဘာကြောင့်ပြတ်နေလဲဘာလို့ဘာဖြစ်လာလို့ကျွန်တော်တို့သွားနေကြရုံးလေဗျာဘယ်ရုံးပြောတာထွေအုပ်ယုံမျိုးနဲ့ထွေအုပ်ယုံอ่ะအေးအထွေအုံဘာဖြစ်လို့ဥက္ကဋ္ဌတွေအကုန်လုံးအစည်းအဝေးခေါ်တယ်အရေးကြီးကိစ္စဆိုပြီးတော့အေးလေကျွန်တော်တို့ကလည်းလက်နဲ့လေးပါလေးများရမလားပေါ့တကယ်ရုံးလည်းရောက်တော့လေဗျာဂါထာတပုတ်နဲ့ပထမစာအုပ်ပေးပြီးတော့ပြန်လှောလိုက်တယ်လို့ဩဗျာခင်ဗျာဟိုတနက်ပြတင်တန်းတွေပါလေတင်မပေးလိုက်ဘူးလားဘယ်ရလားတနက်ပဲဗျာအဲ့ဂါထာတပုတ်ပဲရော့ပါလေအသက်ဘေးကလွတ်တယ်ဆိုလို့ဩဒါကလည်းဗျာဒီလိုရှိပါလိမ့်ပဲထွေအုပ်ဆိုတာကလည်းရက်ွက်တွေအများကြီးကိုအုပ်ချုပ်ထားဆိုတော့ဗျာပြည့်စုံတော့မပေးနိုင်ဘူးဗောခင်ဗျားတို့ဟိုပထန်းစာအုပ်ပေးတယ်ဆိုတာလေအဲ့ဒီကေးအောင်နေမှာပါခင်ဗျာတဲ့ဒါမို့အင်္ဂုလိမာလာတော့ရွတ်လိုက်ပါလားအင်္ဂုလိအဲ့ဒါခလေးမွေးတာလေအင်္ဂုလိမလာတော့ခလေးကြတော့ခင်ဗျားသိတယ်နော်ဟိုနည်းနည်းပါးပါတော့ရွတ်အဲ့တော့မဟာသမယတော့ရွတ်လိုက်လေအဲ့လိုကြီးတော့လည်းမရတော့ဘူးလို့ဩခင်ဗျားလည်းဗျာခုစာလေးတော့ဒါလောက်လေးတော့ခင်ဗျားကိုဗုဒ္ဓဘာသာဖြစ်ပြီးဒီဟာလေးတော့မရဘူးလားဩအဲ့ဒါခမ ्या ကောင်းမှုလေကျုပ်ကောင်းမှုကျုပ်ကဘာကောင်းတော့ကျွန်တော်အေးအေးဆေးဆေးလေးရက်ွက်ထဲမှာပယံလေးလုံးနေတာအစင်ပြေနေရဲ့သားနဲ့ဗျာခမ ्या အုတ်ကြီးလို့ဆိုပြီးတော့တင်းတုံးလို့အခုရက်ွက်ထဲဟိုနားလဲသွားမရဒီနားလဲသွားမရဟိုလူမြေလဲကြောက်ရဒီလူမြေလဲကြောက်ရနဲ့ကျွန်တော်ဘိုးကခင်ဗျာအဲ့ဒါအဖို့လို့ပြောတယ်ခင်ဗျာအုတ်ကြီးဖြစ်တဲ့အချိန်စားရတော့အချိန်ကြတော့အဲ့စကားပြောပါလားဟမ်ဘာခုမှလာပြီးကျွန်တော်ကောင်းလို့ကျုပ်ကောင်းလို့ခင်ဗျာကျွန်တော်မလုပ်တော့ဘူးဗျာအုတ်ကြီးခင်ဗျာပြန်ပြောပေးရင်ကျုပ်မလုပ်ဘူးလေကျုပ်ကအုတ်ကြီးလုံးမဲ့လူမဟုတ်ဘူးခင်ဗျာလေဘာလုံးမလို့ကျုပ်ကအမတ်လုံးပါလေဟောဘယ်စားမှာတော့ဖိုးချစ်စားတယ်ပါလေခင်ဗျာကောင်းတာပေါ့ညာရှိပြင်းတယ်လို့ပြောတယ်တော်တော်မိုင်းပါဟာဟေးခင်ဗျာဘာစကားတွေပြောမသိဘူးလေအမတ်လုံးပါဆိုတော့ဘာလေဖိုးဇက်တဲ့အမတ်ကိုပြောနေတာမဟုတ်ဘူးခင်ဗျာကျုပ်ကလွတ်တော်အမတ်လုံးလွတ်တော်အမတ်ဖြစ်သွားပြီဆိုရင်ကျုပ်ပါတီကအနိုင်ရသွားတာ ਨੇ ကျုပ်ကအလိုလိုနေညွန့်ကျုပ်ဝန်ကြီးချုပ်ကနေပြီးတော့ဥပမာဗျာဝန်ကြီးချုပ်အစ်စ်ဖြစ်သွားပြီဆိုရင်တော့နောက်ထပ်တစ်ဆင့်ထပ်တဲ့ဘုရားတမရဩခင်ဗျားလည်းခုချိန်ထိယူနေတော့နော်ဘယ်ကနေလာပြီးတော့ထိုင်းညွန်လာထိမှန်းတော့မသိသေးဘူးခုချိန်ထိကယူလို့ကောင်းနေတယ်အဲ့ဒါပဲခင်ဗျားတော့ဝေးတယ်အောင်တော်တမရအောင်တော်ဆိုတာခင်ဗျားမဖြစ်ဘူးလို့ပြောလို့ရတာဟာယူကရိန်းဒလန်စကီလူရှင်တော်တမရဖြစ်သေးတာဗျာကျုပ်လည်းတမရဖြစ်မှာပေါ့ကျွန်တော်တော့အုတ်ကြီးကတော့မလုပ်နိုင်ကျွန်တော်အုတ်ကြီးကတော့မလုပ်တော့ဘူးကျွန်တော်ထွက်တော့မယ်ဗျာမလုပ်လို့မရဘူးဘာဖြစ်လို့လဲခင်ဗျမလုပ်ထောင်ကြပါလေဟမ်ထောင်ကြပါတကယ်လို့လုပ်ရင်ရောဆက်လုပ်ရင်ရောခင်ဗျ PDF တတ်ပါလေမလုပ်တော့ဘူးဗျာကျွန်တော်မလုပ်ချင်တော့ဘူးမလုပ်လို့မရဘူးလုပ်ပါပါလေခင်ဗျလေဟာခင်ဗျအဲ့လိုတော့မလုပ်နိုင်ဘူးခင်ဗျဒီကိစ္စတွေကိုကျုပ်ကခင်ဗျကိုနော်ခင်ဗျတစ်နေ့1000ခွက်လောက်ရတဲ့နေသားကားကနေပြီးခင်ဗျအခုခင်ဗျအိမ်ဒီပိုင်းစောင့်နိုင်ပါတယ်လေအဲ့ဘာလို့ကောင်းမှုလဲကျုပ်ကောင်းမှုလေမဟုတ်လားဟုတ်လားပြောဟုတ်တာတော့ဟုတ်တယ်ဗျာဒါပေမဲ့ညဘက်ဆိုလဲကောင်းကောင်းမအေးရနေ့ဘက်ဆိုလဲကောင်းကောင်းမသွားရလူငယ်လေးတွေမြေတာတော့ကြောက်နေရတယ်ဘောကပါဗျာမလုပ်ချင်တော့ဘူးခမရလေဗျာခမရအဲ့လိုမဆိုးသေးဘူးဘာလို့လေတက်ကလူတွေနော်ဟိုးလေချုပ်ကစပြီးတော့လေမောင်းတဲ့ကောင်ထိအိမ်လိပ်စာတွေတပြုံကြီးပဲထွက်ထားတာနော်အဲ့ဒါခုသူတို့အိမ်မှာနေကြအိမ်မှာနေမနေရဲတော့တက်ထဲမှာပြောင်းနေရတာအိမ်ပြန်ချင်းကိုတော့မကြည့်တော့သူဒီကကြောင်နေသူအိုးအဲ့ဒါကျွန်တော်တို့စော်ကားနေတာကျွန်တော်တို့ပြောနေတာလီတော့ညက်တီဘလို့လဲအိုကြီး
ဗျာဗျာ တရင်လေးရင်ကိစ္စလား ဘာတရင်လေးကိစ္စ တရင်လေးကိစ္စ ဘာတရင်လေးကိစ္စမင်းတို့ မျက်နှာပြုံးနေလို့ဟဲ့ ပြုံးပါ ပြုံးလေဒီရုပ်ကပြုံးတာဖြစ်မလားလို့ ဟောဂျာလူတက်သွားလို့တင်တယ်ဟဲ့ အဲ့ဘယ်ကိစ္စမဟုတ်ဘူး အုတ်ကြီးကိုတွေ့လို့ကျွန်တော်တတိယဟိုကလေ ဘာဖြစ်ပြန် ရုံးထိတ်မှာပဲဟိုကကောင်လေးတစ်ယောက်ကလေအုတ်ကြီးကိုတွေ့စာပေးလိုက်ပါ ဘာသာ ဟဲ့ငယ်ပဲကောင်လေးက ဟုတ်လား ဟဲ့အိမ်နဲ့ အာ ပေးလိုက်တယ်ပြော ကျွန်တော်မဖတ်ဘူးကျွန်တော်မဖတ်ဘူး โอเคကဲကျုပ်ဖတ်ပေးမယ်ဗျာဦးကျခင်ဗျာလေစာလေးတော့ခင်ဗျာလေ စာဟုတ်တာတရေတင်လို့လား ကျွန်တော်ဖတ်ပေးမယ် ဖတ်ပြီလေဖတ်ပြီလေ တို့အုတ်ကြီးဒီ3ရက်အတွင်းထမင်းဝအောင်စားထားပါ ကျွန်တော်ပြောပါတယ်ကျွန်တော်အကုန်လုံးရှော့ချင်နေကြတာကျွန်တော်မလုံးကြည့်ပါဘူးလို့ဒီအုပ်ကြီးကို အဲ့ကောင်လေးဟိုမှာရှိသေးလားမသိဘူးသိလားစာပေးသွားတဲ့ကောင်လေးကလေ ခင်ဗျာအိမ်ပြန်ပြီးတော့ပဋ္ဌာန်းနာပြန်ရွတ်နေလိုက်တော့ ကျွန်တော်ဘုရားစားလေးပဲရော့နေတော့မယ် ပုံမှန်9ခေါက်လောက်ရွတ် တော်ပြီဗျာကျွန်တော်လိမ့်ပြီဗျာ 9ခေါက်လောက်ဆိုဟိုကပြစ်ပြီဟုတ်တော့ဘာစော မင်းပါသွားလို့လားတို့မင်း စောင်းဆုံးအောင်ဖက်လေအကူကဆုံးအောင်မဖက်ပဲနဲ့ အော်တချောင်းချက်သေးသေးငါမမြင်ထမင်းဝအောင်စားပြီးရင်ဘိုက်တေးရင်တဲ့အစာရင်ဖြစ်တတ်တယ် အာဘလို့ဘာတွေဘလို့လဲ အော်ဘိုက်တေးမဟုတ်ဟိုထမင်းပုံမှန်မစားရင်တဲ့အစာရင်ဖြစ်တတ်တယ် အေးအဲ့ဒါဆုံးအောင်ဖက်လိုက်လေအဲ့ဘဟိုမှာတစ်မျိုးထင်သွားပြီ အဲ့ဒီဟာမင်းလက်ချက်မဟုတ်လား ဒုက္ခ အ ပဲ မေအုပ်ကြီးကိုကွာမင်းကွာမင်းလုံလဲလုံတတ်တယ်နော်မင်းကြမ်းကြမ်းပတ်မှန် ဟိုထမင်းဝဝမစားရင်အစာရင်ဖြစ်မယ်အဲ့ဒါကိုပြော ဟာ တာ ရုပ်ရက်ွက်ထဲမှာလေအုပ်ကြီးကိုဘယ်သူမှမလုပ်ချင်ဘူးသူ့ကိုငါမနေ့ချော့ပြီးတင်လာတာလို့ တရက်ကွက်လုံးမလုပ်ချင်တဲ့အလုပ် တရက်ကွက်လုံးဘယ်သူမှမလုပ်ချင်တဲ့အလုပ်ကိုသူ့ကိုလုပ်ခိုင်းတာလေ ဟုတ်တယ်ဒီနေရာကလေအောင်တဲ့တို့ဂုံကြောတော့စိတ်မဝင်စား ဒါပဲလေ နော်